ငါအခုသူ့ကိုခေါ်တာမြင်မယုံလို့ရှိရင်သူလာတဲ့အခါကိုယ်တိုင်မေးကြည့်လိုက်မေကျွန်တော်အရေးကြီးပြောစရာရှိလို့ဆိုဘာပြောမလို့လဲငါအခုနင့်ကိုခေါ်လိုက်တယ်ဆိုတာသူ့ကိုဝန်ခံခိုင်းမို့မင်းဝန်ခံလိုက်မင်းသူ့ကိုမချစ်ခဲ့ဘူးလားအောင်ရမကိုတေချာပြောအောင်ရမကိုတကယ်ချစ်ခဲ့တယ်လို့အောင်ရမကိုမချစ်တယ်လို့ပြောလိုက်လေအောင်ရဲ့မဟုတ်ဘူးရှင်မောင်မေပြောတာမှန်တယ်ကျွန်တော်ရှင်မောင်ကိုမချစ်ဘူးတို့လှည့်စားတယ်ပေါ့မင်းတို့နှလုံးသားလေးကိုလှည့်စားရတယ်နော်မင်းတို့တကယ်မချစ်ခဲ့ဘူးပေါ့လေဟုတ်လားဟုတ်တယ်ရှင်မောင်ကျွန်တော်တကယ်ချစ်တာမေကိုနင်ဘာပြောလိုက်တယ်ဟုတ်တယ်ကျွန်တော်မေကိုချစ်တယ်ကျွန်တော်မေကိုဟိုးရင်တည်းကချစ်ခဲ့တာမေရဲ့ချစ်ကန်ကန်နဲ့ဆက်ဆက်တင်မခံတဲ့အမူအရာလေးတွေကိုကျွန်တော်အရမ်းကြွေခဲ့တာနင်မဖြစ်နိုင်နိုင်မပြောနဲ့နော်ကျွန်တော်သူ့ကိုချင်းကပ်ခဲ့တယ်ဆိုတာကလည်းအရန်သွင်တိုးတဲ့မေကိုကျွန်တော်စချင်ခဲ့တာမေရဲ့ချစ်စရာကောင်းတဲ့မျက်စောင်းလေးတွေကကျွန်တော်အရန်သဘောကျစေတဲ့အချက်ပဲလေမင်းယူနေရလားဟုတ်တယ်ကျွန်တော်ယူပဲမေကို तू မချစ်ခင်တည်းကကျွန်တော်အရင်ချစ်ခဲ့တာအဲ့ဒါမေသိလား